ဝင်ရိုးစိုးနှစ်ခုရဲ့ကုန်သိမ်းခမားစီးပွားရေးလုပ်တဲ့အခါမြန်မြန်ဆန်ဆန်ချမ်းသာကျင်တာလားဒါမှမဟုတ်ရေရှည်တည်တဲ့နဲ့ empire တစ်ခုတည်ဆောက်ချင်တာလားလူတော်များများကတော့မြန်မြန်ဆန်ဆန်အမျက်ရဟုပဲကြည်ကြပါတယ်ဒါပေမဲ့မြန်မြန်ရတဲ့အရာဟာမြန်မြန်ပဲပျောက်ကွယ်ထွက်တတ်ပါတယ်တကယ်အောင်မြင်သူတွေဟာအမျက်ထက်အရေးအသွေးနဲ့ယုံကြည်မှုကိုပဲဦးစားပေးကြပါတယ်ဒီနေ့ကျွန်တော်ပြောပြမယ်ပုံမြင်လေးဟာခမားရဲ့စီးပွားရေးအမြင်ကိုတကယ်ပဲပြောင်းလဲသွားစေပါလိမ့်မယ်ဒီဗီဒီယိုကိုအဆုံးထိနားထောင်ပြီးခမားရဲ့ရေရှည်အောင်မြင်မှုလမ်းကြောင်းကိုကိုယ်တိုင်ပုံဖော်ကြည့်လိုက်ပါအနာဂတ်ကာလနီးပညာတွေအရန်တိုးတက်နေတဲ့မြို့ကြီးတစ်မြို့မှာကုန်တယ်နှစ်ဦးရှိပါတယ်တယောက်ကတော့ဦးဟောင်းသူကရှေးရိုးဆွဲသမားပါသူကအမျက်ရဖို့ကအဓိကပဲပလစ်စီကတော့လူဒီမတိအောင်ရှော့လို့ရတယ်လို့တွေးတယ်သူပါနောက်တစ်ယောက်ကတော့လူငယ်ကုန်တယ်ပါသူကတော့အရည်အသွေး quality နဲ့ယုံကြည်မှု trust ကသာအဓိကပဲလို့ယုံကြည်ထားသူပါနှစ်ဦးစလုံးကမြို့သူမြို့သားတွေအတွက်အိမ်သုံးစွမ်းအားသုံးစွဲမှုထင်းချုပ်စနစ် energy saver တွေကိုရောင်းကြပါတယ်ဦးဟောင်းရဲ့စနစ်ကတော့ဈေးသက်သာတယ်မြန်မြန်ဆန်ဆန်တက်ဆင်လို့ရတယ်လူငယ်ကုန်တယ်ရဲ့စနစ်ကတော့ဈေးခီးတယ်တက်ဆင်ဖို့လည်းအချိန်ကြာပါတယ်ဦးဟောင်းရဲ့စနစ်ကဈေးသက်သာလို့လူတွေကအရင်ကြိုက်ကြတယ်တလအသွင်းမှာပဲဦးဟောင်းကချမ်းသာလာတယ်သူကငါနီးလန်ကမှန်တယ်လူငယ်ကုန်တဲ့ကတော့ပတ်စံမရပဲအချိန်ကုန်နေတာလို့ပြုံးပြီးတွေးပါတယ်လူငယ်ကုန်တဲ့ကတော့သူ့စနစ်ကိုအမြင့်ဆုံးအရေးသွေးရအောင်နေတိုင်းစစ်ဆေးနေပါတယ်အမျက်မရသေးပေမဲ့သူကငါပစ္စည်းကနောက်စိန်နှစ်အထိအလုံးလုံးနိုင်ရမယ်လို့ယုံကြည်ချက်နဲ့ဆက်လုပ်နေပါတယ်စီးပွားရေးသင်ခန်းစာ The illusion of speed မြန်ဆန်ခြင်းရဲ့လိမ်စားမှုစီးပွားရေးအစမှာဈေးနှုန်းလျှော့ပြီးမြန်မြန်ဆန်ဆန်အမြတ်ရအောင်လုပ်တာဟာလွယ်ကူရဲ့လမ်းပါဒါပေမဲ့ဒါဟာရေရှည်မှာဂုံထိတ်ခါကိုထိထိုက်စေနေပါတယ်ရေရှည်ချမ်းသာခြင်းရင်တော့ခက်ခဲတဲ့အရည်အသွေးလမ်းကိုရွေးရပါမယ်၃နှစ်အကြာမှာမြို့ထဲမှာလျှက်စစ်မိတွေပြတ်တောက်သွားပါတယ်ဦးဟောင်းရဲ့ဈေးသက်သာတဲ့စနစ်သက်ဆင်ထားတဲ့အိမ်တွေကစက်တွေအကုန်ပျက်စီးသွားခဲ့ပါတယ်လူတွေကငါတို့ပတ်စံတွေဖြုံးတီးလိုက်ရတယ်လို့ငိုယိုပြီးဦးဟောင်းစီတွားကြပါတယ်ဦးဟောင်းကတော့ငါစနစ်ကဈေးသက်သာလို့အာမခံမပါဘူးလို့ညှင်းဆန်ခဲ့ပါတယ်နောက်ဆုံးမှာတော့ဦးဟောင်းရဲ့လုပ်ငန်းဟာဖုံတွေတက်ပြီးပိတ်လိုက်ရပါတော့တယ်စီးပွားရေးသင်ခန်းစာ The fragility of cheapness အရေးအသွေးကိုလစ်ရှူယူပြီးဈေးသက်သာတာကိုပဲဦးစားပေးရင်အချိန်တိတ်အတွင်းပြိုးလဲသွားနေပါတယ်စီးပွားရေးသမားအငယ်စားတွေကအမျက်ကိုကြည့်ကြပါတယ်စီးပွားရေးလုပ်ငန်းရှင်အကြီးစားတွေကတော့ဂုံတိတ်ခါကိုကြည့်ကြပါတယ်လူငယ်ကုန်တဲ့ရဲ့စနစ်တက်ဆင်ထားတဲ့အိမ်တွေကတော့မီးတွေမပြတ်ပဲဆက်တွေကဆက်ပြီးအလုတ်လုတ်နေခဲ့ပါတယ်လူတွေကငါတို့လူငယ်ကုန်တဲ့ကိုယုံကြည်လိုက်တာမှန်တယ်လို့ပြောကြပါတယ်လူတွေကလူငယ်ကုန်တဲ့ရဲ့စနစ်ကိုပဲတန်းစီပြီးမောကြပါတော့တယ်လူငယ်ကုန်တဲ့ရဲ့လုပ်ငန်းဟာတဖြည်းဖြည်းနဲ့ကြီးမားတဲ့ empire တစ်ခုအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်စီးပွားရေးသင်ခန်းစာ The power of branding and trust ခမားရဲ့လုပ်ငန်းကိုအမြင့်ဆုံးအရည်အသွေး excellence အထိရအောင်ကြိုးစားပါယုံကြည်မှုဟာစီးပွားရေးမှာအမျက်ထပ်ပိုအရေးကြီးတဲ့နာမည်ကောင်းတည်ဆောက်နီးလန်းပါဒါဆိုရင်ခမားဟာပြိုင်ဘတ်မရှိရဲ့စီးပွားရေးလောကကိုပိုင်ဆိုင်သွားပါပြီအချိန်ဆိုတာပြန်မရနိုင်တဲ့အရင်းအနှီးပါဒီနေ့ခမားအရေးအသွေးရတဲ့ပေးဆက်လိုက်တဲ့အချိန်ဟာမနှက်ဖြန်မှာခမားရဲ့အောင်မြင်မှုအတွက်တန်ဖိုးအရှိဆုံးအရင်းအနှီးဖြစ်လာပါလိမ့်မယ်ခမားရဲ့ဘဝခမားရဲ့စီးပွားရေးအတွက်ခမားကိုယ်တိုင်ကလွယ်ပြီးဘသူမှလာကဲမှာမဟုတ်တဲ့အမှန်တရားကိုလက်ခံပါခမားအတွက်စီးပွားရေးလုပ်တဲ့အခါအမြင့်ရဖို့နဲ့အရင်အသွေးရဖို့ဘယ်အရာကပိုအရေးကြီးတယ်လဲထင်ပါတယ်ဘာကြောင့်လဲဆိုတာ comment မှာရေးပေးခဲ့ပါဦး Success Mindset MM နဲ့အတူဂုဏ်သိက္ခာရှိတဲ့အောင်မြင်မှုစီရှောက်လန်းကြပါစို့